မိဘဆိုတာမိဘတိုင်းမိကောင်းဖကောင်းဖြစ်တာမှမဟုတ်တာနော်မိကောင်းဖကောင်းမဖြစ်ဘူးလေတချို့မိဘကဘုတရားကြည်မကြည်ုံနေမကဘူးကိုချင်းတရားမကောင်းတဲ့မိဘရောရှိနိုင်တာပဲလေအဲ့လိုမိဘက၅ပါးသီလမလုံဘူးဆိုပါစို့ကိုချင်းတရားမကောင်းဘူးအဲ့လိုကိုချင်းတရားမကောင်းတဲ့မိဘကိုသားသမီးကစော်ကားရင်ရောအပြစ်ရှိသလားလို့ဒီလိုမေးလာကြမေးလာတဲ့အခါကျတော့ကျေးဇူးဆိုတာကျေးဇူးပဲလေကျေးဇူးဆိုတာကျေးဇူးတရားမိဘကသားသမီးနဲ့ဘယ်သူကအရင်မွေးတာတုံးဆိုမိဘအရင်မွေးတာမိဘအရင်မွေးလိုက်လို့မိဘကကိုယ့်ကိုစောင့်ရှောက်ပြီးတော့ဒီလောကကြီးတဲ့လက်ခံလိုက်လို့ကိုယ်ဒီလောကကြီးတဲ့ရောက်တာလို့ဆိုတော့မိဘရဲ့ကျေးဇူးဟာကိုယ့်ပေါ်မှာရှိနေတယ်ဘယ်လိုနည်းနဲ့မှမိဘကိုစော်ကားလို့မရဘူးဒါမိဘကိုစေရနာစိုးနဲ့သေစီလိုတဲ့စိတ်နဲ့ဒေါသနဲ့မိဘကိုတတ်မယ်ဆိုရင်တော့မာတုကာရကပိတုကာရကခံထိုက်တာပဲဆိုတဲ့မိဘဖြစ်ဖြစ်ကောင်းတဲ့မိဘဖြစ်ဖြစ်ဘယ်မိဘပဲတောင့်ဘယ်မိဘပဲတတ်မိဘကအရက်တွေဘလို့တောင့်နေအကျင့်စာရိတ္တဘလို့စိုးနေအကျင့်စာရိတ္တဆိုးတဲ့မိဘကိုသားသမီးကနေပြီးတော့စော်ကားမယ်တပ်ဖြတ်မှုကျူးလွန်မယ်ဆိုရင်တော့တပ်ဖြတ်မယ်ဆိုရင်တော့မာတုခရကပိတုခရကခံထိုက်တာပဲမထိုက်ဘူးလို့မရှိဘူးเนาะဘာလို့လဲဆိုတော့အဆင့်ကိုကမိဘအဆင့်ကိုကသားသမီးအဆင့်ပဲဒီနှစ်ခုကပြောင်းလဲပြစ်လို့မရဘူးပြောင်းလဲပြစ်လို့မရဘူးကိုကမိဘနေရာမှာမဟုတ်ဘူးသားသမီးနေရာမှာပဲရှိတယ်လောကကြီးလာခွင့်ပြုထားတဲ့ခြေဆုကကိုခြေဆုသူမကောင်းတာကိုနဲ့မဆိုင်ဘူးသူမကောင်းတဲ့အကုသိုလ်ကသူပဲခံရမှာကိုနဲ့မဆိုင်ဘူးကိုမကောင်းလို့ရှိရင်ကိုခံရမှာဒါဒီလိုတွေးဖို့လိုအပ်တယ်ပေါ့နော်မိဘပဲမိဘကိုစော်ကားလို့ရှိရင်မိဘမကောင်းလို့ပဲစော်ကားတဲ့အပြစ်ဟာကိုအပြစ်ဘာဖြစ်လို့အပြစ်ဖြစ်ရတော့ဆိုဣမတ္တလောကတ္တဓာတိတာတော့ကိုယ်ဒီလောကယူလာခွင့်ပြုထားတာအခြေစုကြောင့်ပဲလောကလူတွေကတခုကူညီလိုက်ရင်တော့ကျေးဇူးတင်ပါတယ်လို့ပြောလို့ရှိကြတယ်အကြီးကျယ်ကူညီထားတဲ့မိဘကြတော့ကျေးဇူးတင်ရကောင်းမှမသိဘူးเนาะကျေးဇူးတင်ရကောင်းမှမသိပဲနဲ့ရန်စကားပြောတာရှိသေးတယ်ခမည်းကြီးတို့အဟွာလုံးလို့ကြုံမွေးတာဘာမှမဖြစ်ဘူးဆိုပြီးတော့เนาะအဲ့ဒါလို့လဲပြောရကြတယ်မဟုတ်ဘူးအဝါပြူတိုင်းမွေးမှမဟုတ်ဘူးเนาะအခုကဘောရှင်းစာရှိတယ်လေအဲ့ဒါကိုလာခွင့်မပြုဘူးဆိုလို့ရှိရင်ဒီကနေ့ခေတ်မှာလာခွင့်မပြုတာတွေအများကြီးပဲ family planning ဆိုပြီးတော့လုပ်ပြီးတော့မိသားစုထဲမှာတယောက်ပဲလက်ခံမယ်နှစ်ယောက်ပဲလက်ခံမယ်အခုကန့်သက်ကုန်ပြီเนาะတယောက်ပဲလက်ခံမယ်နှစ်ယောက်ပဲလက်ခံမယ်ကန့်သက်လာကျင်တိုင်းလာလို့မရဘူးလာကျင်တိုင်းလာလို့မရလာကျင်တိုင်းလာလို့ရနေတာတော့တောခြုံပုတ်ထဲကတဲဆုပ်နဲ့အိမ်ဒီမှာတော့လာကျင်တိုင်းလာလို့ရချမ်းသာတဲ့လူကတော့လာကျင်တိုင်းလာလို့မရဘူးဆိုကန့်သက်တွေလောက်လာကြအခုခေတ်ကဘာနဲ့တဝမ်းကန့်သက်မှုတွေလောက်လာကြပြီဒါဆိုးရုံမှုတစ်ခုလို့ပြောရမှာပဲเนาะမနုဿတ္တဘာဝတုံလောလူ့ဘဝရဖို့ခဲရင်နေဆိုတာဒီနေ့တရုပ်ပိုးပြီးတော့ထင်ရှားလာတယ်ပေါ့ထင်ရှားလာတယ်တချို့နိုင်ငံတွေမှာတော့ဥပဒေနဲ့သတ်မှတ်ပြီးတော့အဘောရှင်မလုပ်ရဘူးလို့ရင်ပြစ်မှုကျူးလွန်တယ်တချို့နိုင်ငံတွေကျတော့တရားဝင်လုပ်ခွင့်ပြုထားတဲ့နိုင်ငံတွေရှိသေးတယ်တရားဝင်လုပ်ခွင့်ပြုထားတဲ့နိုင်ငံတွေဟာတရားဝင်လူသတ်ခွင့်ပေးထားတာနဲ့မတူဘူးလားအေးလူလောကလို့လူရဲ့လူလို့သတ်မှတ်တဲ့အချက်ချင်းလည်းမတူကြဘူးစေပညာကလူလို့သတ်မှတ်တာဒီလှုပ်ရှားလာပြီးတော့တက်ရှူလာမှအဲ့ဒီအဆင့်ရောက်မှလူလို့သတ်မှတ်တယ်သူကလူလို့သတ်မှတ်တယ်ဗုဒ္ဓကတော့အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားကလူလို့သတ်မှတ်တာဘယ်ချိန်ကစသတ်မှတ်တော့ဆိုလို့ရှိရင်
ဟိုဘဝကသုတိစိတ်ကြပြီးတော့မိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးလို့ဆိုတဲ့အမတမသေးငယ်တဲ့အဆက်ပြောက်ကလေးထဲမှာရှိတဲ့ပရိသေဝိညာဉ်စိတ်နဲ့စေတသိက်ကမ္မဇာယုတ်30အဲ့ဒါနဲ့ဖွဲ့စည်းထားတဲ့ရေပေါက်ကလေးလောက်ရှိတဲ့အနေထားလေးကစပြီးတော့လူလို့သတ်မှတ်တယ်ဗျာအဲ့ဒီဟာကိုဘာဖြစ်လို့အသက်ရှိတယ်လို့အသက်ရှိတယ်မရှိဘူးလို့ဘယ်လိုလုပ်သိရမလဲလို့ဆိုရင်ဆေးပညာအဆိုအရကတော့သူကအသက်မရှိသေးဘူးဆိုရင်အသက်မရှိသေးဘူးလို့လူယူဆတယ်နဲ့တူတယ်နော်အသက်ဆိုဒီမှာအသက်ရှူသည်ဖြစ်စေမရှူသည်ဖြစ်စေနှလုံးခုန်သည်ဖြစ်စေမခုန်သည်ဖြစ်စေအသက်ဇီဝိတရဲ့အထိပ္ပယ်ကဒီရေကြီးပေါက်ကလေးတဖြည်းဖြည်းကြီးထွားလာအောင်ဒီထိမ့်သိမ်းဆောက်ရှောက်ထားတာဒီရေကြီးပေါက်လေးပုတ်သိုးမသွားအောင်ထိမ့်သိမ်းဆောက်ရှောက်ထားဖို့ဘုရားရဲ့အဆုံးအမကအသက်လို့ခေါ်တယ်နော်ဒါကြောင့်မလို့အသက်ဆိုတာကိုဥပမာပါနဲ့ပေးတော့ဆိုရင်ရေနဲ့ကြာဥပမာပေးထားရေဟာကြာကိုလန်းဆန်းပွင့်လန်းနေအောင်ဆောက်ရှောက်ထားတယ်လို့ပဲဇီဝိတကလည်းပဲလူရဲ့ရုပ်ခန္ဓာနာမ်ခန္ဓာကိုဆက်လက်ရှင်သန်နေအောင်ထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့ဒီလိုပြောတာအကယ်၍အသက်မရှိတော့ဘူးဆိုရင်အခုလူဘဝရောက်လာပြီးအသက်အရွယ်ရလာပြီးတော့အသက်ချုပ်သွားပြီဆိုလို့ရှိရင်3ရက်လောက်နေလို့ရှိရင်ဘာဖြစ်လဲဟုတ်လားအဲ့ဒါအသက်မရှိတော့တာသိချာအကယ်၍အသက်ရှိနေသေးတယ်ဆိုရင်မေ့မျောနေတဲ့ပုဂ္ဂိုလ်တရားဟာတလားမေ့နေနေတစ်နှစ်မေ့နေနေဒီတစ်ခါတော့နိုင်ငံခြားမှာဆိုအနှစ်15နှစ်အနှစ်20မေ့နေတာရှိတယ်လေအသက်မရှိဘဲနဲ့အသေးလို့ဖြစ်နေဒါပေမဲ့မပုတ်ဘူးမပုတ်တာပါဆိုအသက်ရှိနေသေးတယ်အသက်ဆိုတဲ့ဇီဝိတက protect လုပ်ထားထိမ့်သိမ်းဆောက်ရှောက်နေတယ်ဒါမို့မပုတ်တာနော်ဆက်လက်ပြီးတော့ဖြစ်နေတာပုတ်တိုးပြီးတော့မသွားဘူးတဲ့ကဲ၍အသက်မရှိတော့ဘူးဆိုရင်ပုတ်တိုးသွားတယ်ဒီလိုဆိုတာပေါ့ဒါကြောင့်မို့မိခင်ရဲ့ဝမ်းထဲမှာအသက်ကဘယ်ချိန်ကစတာတုံးလို့မေးလို့ရှိရင်ကလလရေကြီးကစတယ်လို့ဒီလိုပြောတာအဲ့ဒီအချိန်ကစပြီးဘောရှင်းလုပ်လို့မရဘူးယဟန်နေဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဆေးကိုဝန်ကြဆေးမျိုးသွားပြီးတော့သေစေလိုတဲ့စိတ်နဲ့ပြီးရင်ပါရဇိကကြလူတတ်မှုဖြစ်လာအဲ့ဒီနေရာမှာဒီလိုတရုပ်ခွဲလို့ရမိဘကကိုချင်းသီလမရှိဘူးသားသမီးကကိုချင်းသီလရှိတယ်သားသမီးကကိုချင်းသီလမရှိဘူးမိဘကကိုချင်းသီလရှိတယ်သားသမီးရောမိဘရောကိုချင်းသီလမရှိဘူးနောက်သားသမီးရောမိဘရောကိုချင်းသီလနဲ့ပြည့်စုံတယ်လို့ဟော၄မျိုးမိသားစုကို၄မျိုးဒီလိုခွဲလို့ရဘယ်လိုအနေထားမှာပဲရှိရှိသားသမီးသည်မိဘကိုစော်ကားရင်ဖြစ်ရှိဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ်စော်ကားရင်ကိုကသားသမီးဖြစ်ခြင်းကြောင့်ကိုယ့်ရဲ့ယာတုကနေမိသားပဲလေနေမိသားဆိုအထက်လူကြီးကိုပြန်ပြောမှုနဲ့အဲ့ဒီမှာသူကအပြစ်ရှိတာပဲဒါကိုတစ်ဖက်သက်လို့ပြောရမှာလားဆိုဘယ်ဟုတ်မလဲနော်ကျေးဇူးတရားဆိုတာဟာကိုယ့်ရဲ့အရင်ရောက်တဲ့ကကိုယ့်ကိုလှုပ်ပေးထားတဲ့ကျေးဇူးတရားဆိုတာရှိတယ်တင်းနေတာကိုယ်ကကျေးဇူးတင်ဒါကြောင့်မလို့ကိုချင်းတရားကောင်းတဲ့မိဘပဲဖြစ်စေမကောင်းတဲ့မိဘပဲဖြစ်စေသားသမီးကစော်ကားလို့ရှိရင်တော့ဒီအပြစ်ရှိတာပဲ